ဒီနေ့ day 2 last spot ကိုတော့မမဘယ်ရီကိုရိုင်းရွေးထားတဲ့ကြားပေါက်စပုံလေးပြင်ပေးဖြစ်တယ်။မနက်ထမင်းမှုပြင်မှုအတွက်ညကလေးကနေမမေလှုပ်ပေးလို့အဆင်ပြေနိုင်တဲ့ပုံလေးတွေထဲကမမဘယ်ရီကိုပြပြီးကြိုရွေးခိုင်းထားတယ်။မမေလည်းဘန်ဒို last spot တင်တန်းနေတက်ထားတာမျိုးမရှိတော့လေ။ကိုလုံးနိုင်မယ်ထင်တဲ့ပုံလေးတွေကိုပဲရွေးပြရတာပေါ့နော်။သူစိတ်ချရွေးထားတာကိုတော့မမေစူးစမ်းပြီးအကောင့်ထဲဖော်ပေးဖြစ်ပါတယ်။နောက်ပြီးအားလုံးဝန်ခံစရာတစ်ခုရှိရသိလား။ဒီမမေအပြိုတော့ဆိုရင်လေအသားမမေရဲ့အတွက်ဒီလိုဘန်ဒို last spot လေးပြင်ပေးတဲ့မမေတွေကိုတွေ့တော့လေအလုပ်တွေတော်တော်ရှုံမှာပဲဒီလောက်ကြီးလိုလို့လားဟဲ့တသက်မဲ့အပူလုံနေတာစားလိုက်ရင်လည်းဗိုက်တဲ့ရောက်ပြီးကုံသွားမဲ့ဟာကိုဆိုပြီးဇက်ကထုတ်မပြောပေမဲ့စိတ်ထဲကပြောနေမိတာတော့အမှန်ပဲရှင်ဟောအခုကိုအလှဲ့လဲကြာရောအိတ်ထက်တောင်စိုးနေပါသေးတယ်ဆိုအရင်တော့အဲ့လိုတွေးခဲ့မိတဲ့မမေတွေကိုလည်းအမှန်တကယ်အားနာပြီးအမှန်တကယ်စိတ်ထဲကတောင်းပန်မိပါတယ်အခုတော့ကိုချင်းစာတက်သွားပါပြီရှင်မမဘယ်ရီတီချာပြန်ပြောပြတာကတော့သူတမင်းမှုဖွင့်လိုက်တာနဲ့တိုက်ကားကြီးဆိုပြီးအရန်ပျော်ပြီးအခြေကြီးអော်တာတဲ့နောက်ပြီးတီချာတွေကိုလည်းတိုက်ကားအမှုရာတွေတိုက်ကားအတန်တွေလုပ်ပြပြီးသူအရန်ပျော်ပြီးတော့မှစားတာတဲ့အဲ့လိုကြားရတော့လေဒီမမေမှာဝမ်းသာပြီးပီတိမြည်ကြမိတယ်ဘူးနော်တဲတော့စကူသွားတာတက်ပြောလားပြောတယ်